Hello ချစ်တငယ်ချင်းတို့ရေကလေးမျိုးကအရန်အရသာရှိပြီးမှစားလို့ရန်ကောင်းတဲ့မုတ်ပြားတက်လက်ဆိုင်လေးကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဒီမုတ်ပြားတက်လက်ဆိုင်ကတော့ကျွန်တော်တို့နတ်ချောင်းလမ်းမပေါ်မဟာတန်တာကိုကျောင်းတိုက်သွားတဲ့လမ်းမပေါ်မှာရှိပြီးတော့အထကအကျောင်းနဲ့ opposite ပေါ့နော်မနီမဝေးလေးမှာတည်ရှိပါတယ်ခင်ဗျသူ့ရဲ့အရသာကတော့ချစ်တငယ်ချင်းတို့ကလေးမျိုးကလူတွေတည့်တဲ့အတိုင်းပါပဲခင်ဗျာတော်တော်လေးကိုစားလို့ကောင်းတဲ့ပြိုင်ဘက်ကင်းတဲ့ပြိုင်ဆန်ရှာမုတ်ပြားတက်လက်ဖြစ်ပါတယ်ကျွန်တော်တို့ဆိုရင်လည်းမန္တလေးရတဲ့အဝေးကလူတွေကများသောအားဖြင့်လေရင်နဲ့မှာယူပြီးမှအားပေးကြတဲ့သူလည်းရှိပါတယ်ခင်ဗျာဒါကတော့ဒီမုတ်ပြားတက်လက်ဆန်ရဲ့ပင်တိုင်ဆန်အရသာဖော်ဆက်မှုရဲ့လိုက်ဝက်ချက်တစ်ခုဖြစ်ပါတယ်ခင်ဗျာဆိုတော့ကလေးမျိုးလူတွေဆိုရင်မုတ်ပြားတက်လက်အကောင်းဆုံးလို့လူတီများတဲ့အထခါကြောင့်နဲ့နီးပြီးတော့နှက်ချောင်းလန်မဟာတန်တန်ကိုကြောင်းတိုက်သွားတဲ့လမ်းမပေါ်မှာတည်ရှိပါတယ်ခင်ဗျာချစ်တငယ်ချင်းတို့လည်းအဲ့ဒီဆိုင်ကိုဝင်သွားပြီးမှဝယ်ယူအားပေးလို့ရပါတယ်အရသာလေးကတော့ကျွန်တော်လုံးဝအာမခံပါတယ်ခင်ဗျာ